ဆိုရင်ဤဝေမျက်ရည်ပွင့်များလေမမျောလွင်စိတ်ထားရာဇဝင်အတိပတိလမ်းမှာသူစုံဝေးလို့နွမ်းကကျွေပြန်လာမေ့ရကမသိနိုင်